ဆရာကြက်တာကြီးစားပြီးတော့တမျိုးကြက်ဘာလို့စားနေလို့ပြောရတယ်ဆရာမသိအောင် No 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 ဟောဒါနဲ့သမီးဒီနေ့ဂျင်းဆောင်ပါလား ဆောက်တို့လို့ဝင်လာနေ့နေ့မှမဆောက်ဘူး ဟောအေးဟုတ်တယ် ဆရာရှယ်ဆော့နေလုံးဝမနာအောင်နော် ဒါမှလည်းဘာတွေစားတာလဲတွေ့တယ်မလား ဟောဒီအဲ့အကြောင်း ဒါပဲလေအဲ့လိုဖြစ်နေရတယ်ဆရာဆော့လာမယ်နော် ဟုတ်ကဲ့ပါ ကျွန်တော်တို့စားကျင်တာတွေစားပြီးကယ်လိုရီတွေအများဆုံးလောင်ကျွမ်းဖို့ဆိုရင်တော့တကုံကြီးကိုလာခဲ့လိုက်တော့နော်